အားလုံးခရစ်တော်နာမ၌မင်္ဂလာပါဒီနေ့ပင်တကုတ်ဒီနေ့မှာဒီလိုမျိုးတကယ်နေ့ထိုးနှမြတ်မှာကျွန်တော်ကိုအချိန်ပြည့်တဲ့အတွက်ကြောင့်အထူးကျေးဇူးတင်ရှိတယ်လို့ကျွန်တော်ဖော်ပြချင်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကကယ်တင်ခြင်းအပေါ်မှာလှုပ်ဆောင်တဲ့အရာများပေါ့နော်ကယ်တင်ခြင်း၌ဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်များဆိုပြီးမှကျွန်တော်ခေါင်းစဉ်တက်ထားပါတယ်ကဘာဦးချန်ခန်းကြီးတဲ့အပိုင်ငယ်နှစ်ကိုကျွန်တော်ဖတ်ကြမှာဖြစ်တယ်မြေကြီးသည်အစင်းတရာမရှိလွတ်လပ်လဟာဖြစ်၏နဲ့နဲရအရက်ကိုမောင်မိုက်ဖုံးလွှမ်း၍ဖျားသခင်ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏နဲ့နဲရအရက်ကိုမောင်မိုက်ဖုံးလွှမ်း၍ဖျားသခင်ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏ဖျားခင်ဝိညာဉ်တော်ဟာရေမျက်နှာပြင်ပေါ်မှာဘာလို့လာလဲလှုပ်ရှားတယ်ဆိုရတွေ့ရတယ်ဆိုတော့ကျွန်တော်ကိုယ်ကိုယ်ရဲ့ဖျားသခင်ဟာငိုက်မီအိပ်ပျော်ခြင်းမရှိဘူးလို့စာလံ121ထဲမှာကျွန်တော်တွေ့ရတယ်24နာရီလုံးဝမအိပ်တဲ့ဖျားအဲ့ဒါကျွန်တော်တို့ကအကျေးဇူးတင်ရမယ်ဖျားသခင်ကိုကျွန်တော်တို့ကြတော့ညမှာ9နာရီ10နာရီဆိုတော့ကျွန်တော်တို့အိပ်ဖို့ရန်အတွက်ပြင်ဆင်ပြီပေါ့နော်လူငယ်တွေတော့တက္ကန္တာပေါ့နော်7နာရီအိပ်တဲ့သူလည်းရှိနိုင်တယ်ဒါပေမဲ့ဖျားခင်ကတော့ကျွန်တော်တို့ကိုဘယ်လောက်ထိတာဝန်ယူတာလဲဆိုတော့24နာရီလုံးသူကငိုက်မီအိပ်ပျော်ခြင်းမရှိတဲ့ဖျားခင်ဖြစ်တယ်ထိုဖျားရှင်နာမတိုင်ဖို့ကြည့်ပါစေဒီနေ့ထိုဖျားရှင်အမြဲတမ်းလှုပ်ရှားတယ်ဆိုတော့ကျွန်တော်သိဖို့လိုတယ်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူသောဘုရားသခင်ဟာဒီနေ့ကျွန်တော်တို့အသင်းတော်မှာလည်းလှုပ်ရှားတဲ့ဘုရားသခင်ဖြစ်တယ်အာမင်ဒီနေ့ဘုရားသခင်ဒီကဘာဦးချမ်းအခန်းကြီး1အပိုင်ငယ်1မှာလှုပ်ရှားတယ်လို့ပဲတမန်တော်ဝတ္ထုအခန်းကြီး1အပိုင်ငယ်8တို့တမန်တော်ဝတ္ထုအခန်းကြီး2အပိုင်ငယ်1တို့မှာပင်တီကုတ်တင်နေ့မှာလည်းသူကတကယ်ပဲလှုပ်ရှားတယ်မုန်တိုင်းအတန်လိုပဲကြားရတယ်လို့ကျွန်တော်တမန်ကျမ်းစာထဲမှာတွေ့ရတယ်ရှင်ပြန်ထားမြောက်တဲ့ခါမှာတင်းချိုင်းတကားတွေဒရုန်းဆိုဖွင့်ပြီးမှသူအတန်ပြုတ်ပြီးမှသူကစာရမဏတ်ကိုအောင်နိုင်တယ်ဆိုတဲ့လက္ခဏာနဲ့သူကတည်ချင်းကိုမြစ်စွမှန်ကိုအောင်မြင်ပြီးမှရှင်ပြန်ထားမြောက်သလိုလက်ဝါးကားတိုင်းမှာလည်းဒီလိုပါပဲကျွန်တော်တို့လက်ဝါးကားတိုင်းမှာဆိုတော်တော်ကြောက်ဖို့ကောင်းတာပါလေဆိုတော့ဘယ်နှနာရီလဲအမောင်ကြတာအမောင်ဖုံးလို့ဘယ်နှနာရီလဲလက်ဝါးကားတိုင်းဘုရားယေရှုအသက်ပြီးတဲ့နေ့မှာငလင်လှုပ်လားငါလင်းလှုပ်တယ်ပင်တီကုတ်ဒီနေ့မှာဆိုမုံတိုင်းအတန်လို့ဒီမှာကျွန်တော်တွေ့ရတယ်မုံတိုင်းလို့ပဲသူကအခန်းထဲမှာသူဝင်လာတယ်ဆိုရတွေ့ရတယ်အကုန်လုံးပိတ်ထားတဲ့ခန်းနော်ဒီ sound proof တွေအကုန်လုံးလှုပ်ထားတဲ့ခန်းမှာတော့တွေခတ်ထားတဲ့ security တွေရှိမယ်ပေါ့နော်အာရှာတွေရှိတယ်ဒါမဲ့သူဝင်လာတာပဲဖျားခင်ကသူ့ရဲ့တကူတော်နဲ့ဝင်လာတာဖြစ်တယ်တခါလေကျကျွန်တော်ယုံကြည်သူရဲ့သက်တာထဲမှာလည်းနော်ဘုရားသခင်ဝင်လာလို့မရအောင်အမှုတော်ဆောင်တဲ့သူကလည်းစုမတောင်းနိုင်တဲ့အချိန်များရှိတယ်တခါလေကျဘုရားသခင်ဝင်လာခြင်းနဲ့ကျွန်တော်သက်တာထဲမှာလေနှလုံးသားထဲမှာဝင်လာခြင်းနဲ့ဒါမဲ့ကျွန်တော်နေရာမပေးနိုင်တဲ့အရာတွေအများကြီးရှိတယ်အထူးသဖြင့်လူငယ်တွေကကိုယ့်ရဲ့ချစ်သူအတွက်ပဲနေရာပေးတဲ့သူဖြစ်တတ်ကြတယ်ပေါ့နော်ဘုရားသခင်အတွက်ဒီကောင်မလေးဒီကောင်လေးဟာကျွန်မအတွက်ကောင်းသလားဆိုတော့မြေခွန်းဘုရားသခင်စီမှာမိခွန်းထုတ်ပြီးမှလည်းစုမထောင်းမိတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့ဒီနေ့ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ဝိညာဉ်တော်ရဲ့အထာပါလဲဆိုတော့သူ့ကိုအမြဲတမ်းစုတောင်းဖို့ရန်အတွက်သူကကျွန်တော်တို့မျှော်လင့်တာဖြစ်တယ်။ဘာဖြစ်လို့ဆိုအမြဲတမ်းသူလှုပ်ရှားနေတော့သူကအားတယ်နော်။ဘုရားခင်ကကျွန်တော်တို့ကိုငြိမ်ဖို့ရန်အတွက်သူကလှုပ်ရှားနေတယ်။ရည်မြစ်တဲ့ပြင်ပေါ်မှာလှုပ်ရှားတဲ့ဘုရားဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေကိုငြိမ်ဖို့ရန်မဆဖို့ရန်အတွက်သမင်းကြီးစားဘွားမှာတော်လကောင်းကျွန်တော်တို့လုံငန်းမှာတော်လကောင်းပညာရေးမှာတော်လကောင်းကျွန်တော်အခက်ခဲကြုံတဲ့ခါမှာလည်းဝိညာဉ်တော်ဘုရားပါလေလှုပ်ရှားနေတဲ့အတွက်ကြောင့်အချိန်မရွေးကျွန်တော်တို့ကပါလေတောင်းလျှောက်လို့ရတယ်။ငိုက်မီအိပ်ပျော်ခြင်းမရှိတဲ့ဘုရားခင်ဖြစ်တဲ့အတွက်ကြောင့်အချိန်တိုင်းစက္ကန့်တိုင်းမှာကျွန်တော်တို့ဒီဘုရားကိုကျွန်တော်တို့ကတောင်းလျှောက်လို့ရတယ်။အဲ့ဒီဘုရားဟာယေရှုကကောင်းကင်မကြွခင်မှာကောင်းကင်မတက်ခင်မှာသူပြောထားခဲ့တဲ့အရာကပါလေဥပ္ပဇေဆရာကဆီလွတ်မယ်တဲ့ဥပ္ပဇေဆရာဘောနော်Holy Spirit ဘောနော်ဝိညာဉ်တော်တန်ရှိသောဝိညာဉ်တော်ကငါဆီလွတ်မယ်လို့ပြောတာပါလေ
သူကတော့ကောင်းကင်တက်ပြီးဒါပေမဲ့ဒီနေ့ကျွန်တော်တို့အတူအီမာနွေလဖခင်တခင်ဆိုဘယ်သူလဲဆိုတော့ဝိညာဉ်တော်ဖခင်ဖြစ်တယ်ဆိုတဲ့အရာလဲကျွန်တော်တို့သိဖို့လိုတယ်ဆိုတော့ယုံကြည်သူတွေဟာကျွန်တော်တို့ဒီနေ့ဆုတောင်းတယ်ဆိုရင်ဒီနေ့အဖြေရနိုင်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့တောင်းလျှောက်တဲ့ဝိညာဉ်တော်ဖခင်လုံးဝငိုက်မြအေးပျော်ခြင်းမရှိတဲ့ဖခင်တခင်ဖြစ်တယ်ဖခင်ရှင်နာမတိုင်ပုံချီပါစေနံပါတ်1ကတော့လူ၌အပြစ်ရှိကြောင်းကိုသဘောပေါက်စေတယ်တဲ့လူမှာအပြစ်ရှိကြောင်းကိုထင်ရှားစွာသူကဖော်ပြတာဖြစ်တယ်ဒါဝိမင်းကြီးကဘေတရှေဘနဲ့သူများမိန်းမနဲ့ပြစ်မှားတဲ့အချိန်မှာဘယ်လိုပြောလဲသူကကျွန်ုပ်ဒီမွေးစားကပင်အပြစ်ရှိအမိဝန်ထဲမှာပရိသရင်ယူစင်ကပင်အပြစ်ဆွဲလက်ရှိတယ်လို့ဝန်ခံထားတာတွေ့ရတယ်ဆိုတော့ဝိညာဉ်တော်ဖခင်ကကျွန်တော်ဒီအပြစ်ရှိကြောင်းကိုသူကထင်ရှားဖော်ပြပြီးတာဖြစ်တယ်ကျွန်တော်ဟာအပြစ်သားဖြစ်တယ်ဆိုတာဖော်ပြတာဖြစ်တယ်မိမိကိုယ်ကိုအပြစ်မရှိဘူးလို့ကျွန်တော်ထင်မှတ်တယ်ဆိုရင်အဲ့ဒါကျွန်တော်မုတ်တာပြောတာနဲ့တူတူပဲဆိုတော့ဝိညာဉ်တော်ဖခင်ကကျွန်တော်အပြစ်ဖော်ပြတယ်သင်တို့ဒီမဆုံလင်သောသူဖြစ်တယ်သင်တို့ဒီအပြစ်သားတွေဖြစ်တယ်ဆိုမှကျွန်တော်ကိုပါတယ်အတိပြီးတာဖြစ်တယ်ထင်ရှားပြီးတာဖြစ်တယ်ဆိုတော့မိမိကိုယ်ကိုအပြစ်ရှိတယ်လို့ဝန်ခံသောသူကိုဝိညာဉ်တော်ဖခင်ကအာမင်ထူးတယ်မိုက်တယ်လို့ပြောတယ်နော်ငါမှအပြစ်မရှိဘူးအရက်လည်းမတောက်ဘူးဆေးလည်းမတောက်ဘူးကွင်းရမစားဘူးခိုင်နေမငုံဘူးကောင်မလေးနဲ့ကောင်လေးနဲ့ဟို sex ပိုင်းမှာလည်းကင်းရှင်းတယ်ဆိုပြီးမှအဲ့ဒါနဲ့မပြေးသေးဘူးမွေးစားကပြင်အပြစ်ရှိတယ်အာဒါနဲ့အေဝါရဲ့အပြစ်ဒီကျွန်တော်ရဲ့အပြစ်ဖြစ်ပါတယ်ဆိုပြီးမှဝန်ခံတော်သူကိုဝိညာဉ်တော်ဖခင်က yes okay good ဆိုမှဝိညာဉ်တော်ဖခင်ထောက်ခံတယ်ပေါ့နော်အပြစ်ကိုဖော်ပြပေးတာဖြစ်တယ်ဆိုတော့လောကမှာအကြီးဆုံးသောအပြစ်ကပါလဲဆိုယေရှုကိုမယုံကြည်သောအပြစ်ဘုရားသခင်ကခွင့်မလွတ်နိုင်တဲ့အပြစ်တစ်ခုရှိတယ်ပါလေတပါးတည်းသောသားတို့ကိုဆွန့်တော်မူတဲ့သူစီလွတ်တဲ့ယေရှုဘုရားကိုမယုံကြည်သောသူကိုဘုရားသခင်ကလုံးဝခွင့်မလွတ်နိုင်ဘူးယေရှုကိုမယုံကြည်သောသူကိုဘုရားသခင်ကခွင့်မလွတ်နိုင်ဘူးသူရဲ့ကယ်တင်ခြင်းကိုအလေးမထားတဲ့သူကိုဘုရားသခင်ကခွင့်မလွတ်နိုင်ဘူးသူကခေါင်းကင်ရာဇပလင်ကိုစွန့်ပြီးမှဘယ်လေမြို့မှာမွေးဖွားပြီးမှ33နှစ်ကြော်မှာသူကလေဝါကားတိုင်းမှာပေးဆက်ရတဲ့အဖို့အခါနဲတဲ့အဖို့အခါမဟုတ်ဘူးနော်ဘုရားသခင်ဟာကျွန်တော်စေပွားရေးတမားလို့လည်းပြောလို့ရတယ်သူအမျက်ကိုရချင်တဲ့ဘုရားဖြစ်တယ်အရှုံးလုံးဝမပေါ်ချင်ဘူးဘုရားသခင်အမျက်ကိုရချင်ပါတယ်လောကသားတွေအားလုံးကိုတခါတည်းနဲ့သူကဆွဲချင်တာနော်ဘယ်ကိုဆွဲချင်တာလဲခေါင်းကိုသူကဆွဲချင်တာလေဘုရားသခင်ကျွန်တော်ကိုအယမ်းချစ်ပါတယ်ဒါပေမဲ့သူရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်ကတန်ဖိုးမထားဘူးဆိုရင်ဘုရားသခင်အယမ်းဝမ်းနည်းမှာဖြစ်ပါတယ်ဆိုတဲ့အရာလူဒီအပြစ်ရှိတယ်ဒါပေမဲ့သူဒီအပြစ်သားတွေအသေးခံတယ်ဆိုတဲ့အရာကိုဘုရားသခင်ကကျွန်တော်တို့သိစေချင်တဲ့သူဖြစ်ပါတယ်နံပါတ်2အသက်ပြုတ်ပြင်ပြောင်းလဲစေတော်ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီအမြင့်ဝန်းထဲနေမွေးဖွားလာတဲ့ခါမှာကျွန်တော်တို့ငိုပြီးမှမွေးဖွားလာတယ်နော်အားလုံးမငိုဘဲနဲ့မွေးဖွားလာတဲ့သူရှိလာတော့မသိဘူးနော်ကျွန်တော်မွေးစားကြရနေကျွန်တော်မွေးအမြင့်ဝန်းထဲနေထွက်လာတာနဲ့ကျွန်တော်တို့ငိုတယ်အိုဝဲဆိုငိုတယ်လို့အတိတ်ပဲရတယ်ခရစ်တော်ကိုကျွန်တော်ယုံကြည်လက်ခံတယ်ဆိုအယံဝန်းတာလွန်းလို့ငိုတဲ့သူတွေလည်းရှိတယ်အယံဝန်းတာလွန်းလို့ကျွန်တော်ကျမတင်ငရဲမတော်အပင်ငရဲမတော်တော့ဘူးကောင်းကင်သွားလို့ဆိုအယံဝန်းတာပြီးမှငိုတဲ့သူတွေလည်းရှိတယ်နော်ဝိညာဉ်ပိုင်းမှာအိုဝဲဝိညာဉ်နော်ပြောမယ်ဆိုတော့ဒီဘောနဲ့ကင်ရတဲ့သူတွေဟာဖခင်ခင်မြတ်တာကိုအယံသဘောပေါက်တဲ့ခါမှာဂျေဇုအယံတင်လွန်းလို့ငိုတဲ့သူတွေလည်းရှိတယ်ဒီမှာရောဘောနဲ့ကင်ရပြီးမှငိုတဲ့သူတွေရှိကြလားအော်ကျွန်မအပြစ်ဒီလောက်များတာကျွန်တော်အပြစ်ဒီလောက်များတာဖခင်ကျွန်မကိုချစ်တယ်ကျွန်တော်ချစ်တယ်ဆိုမှမျက်ရည်ကျပြီးမှတက်တည်ခံတဲ့သူရှိလားရှိမှာပဲနော်ဖခင်ကျွန်တော်တို့ကိုအမေဝန်ထဲကနေမွေးဖွားစေတာမကဘူးဝိညာဉ်ပိုင်းမှာလည်းဒုတိယအချိန်ကျွန်တော်တို့ကိုမွေးဖွားစေခြင်းနဲ့ဘုရားသခင်ဖြစ်တယ်အမေဝန်ထဲကနေမွေးဖွားတဲ့ချိန်မှာလည်းဘုရားသခင်ကိုယ်ကစောင့်ရှောက်တယ်ဝိညာဉ်ပိုင်းမှာကျွန်တော်တို့ကယ်တင်ခြင်းရပြီဆိုရင်လည်းဘုရားသခင်ကဘယ်သူအဖြစ်ကိုယ်ကစောင့်ရှောက်တာလဲဝိညာဉ်တော်ဘုရားအဖြစ်ဒီနေ့အမြဲတမ်းစောင့်ရှောက်ပြီးတာဖြစ်တယ်ဒုတိယမွေးဖွားတဲ့
သူတွေအရောက်စီတိုင်း born again ယုံကြည်သူအရောက်စီတိုင်းဟာဘယ်သူနဲ့အသက်ရှင်ဖို့လိုတာလဲဆိုတော့ဝိညာဉ်တော်ဖခင်နဲ့အမြဲတမ်းသက်ရှင်ဖို့လိုတယ်ဆိုတဲ့အရာဒုတိယအနေနဲ့ပေါ့နော်ဒုတိယမွေးဖွားသောသူတွေဟာဝိညာဉ်တော်ဖခင်နဲ့အတူတူသွားလာဖို့လိုအပ်တယ်ပထမမွေးဖွားသောသူဟာဘယ်သူနဲ့အတူတူသွားဖို့လိုလဲမိဘနဲ့အတူတူသွားဖို့လိုတယ်နော်ပထမအမိဝန်ထမ်းနေလူအသွေးသားနဲ့ကျွန်တော်မွေးဖွားလာတဲ့အချိန်မှာဘယ်သူကကျွန်တော်နှုတ်ဆုပ်ပြီးတာလဲကျွန်တော်မိခင်ကနှုတ်ဆုပ်ပြီးတယ်လေထိုနည်းတူကျွန်တော်ကဒီလောကဒီအသွေးသားအဖြစ်ကျွန်တော်မွေးဖွားလာတဲ့အချိန်မှာအမေကနှုတ်ဆုပ်ပြီးတယ်တခြင်းတွေဆိုပြီးတယ်လို့ကျွန်တော်ဝိညာဉ်ပိုင်းမှာပြောင်းလဲလာတဲ့ခါကျရင်လည်းဝိညာဉ်တော်ဘုရားကကျွန်တော်ကိုအမြဲတမ်းနှုတ်ဆုပ်ပြီးတယ်ပြီးရင်တခြင်းတွေဆိုပြီးတယ်ဆိုတာပါလေသူနဲ့အတူတူသွားလာတယ်အီမာနွေလဘုရားဖြစ်တယ်ဆိုတဲ့အရာကျွန်တော်သိဖို့လိုတယ်ဒီနေ့လုပ်ငန်းရှင်ကြီးတွေလည်းရှိတယ်ကျွန်တော်ထဲမှာပညာသင်တဲ့သူတွေလည်းရှိတယ်ပြီးရင်ဘယ်သူတွေရှိသေးလဲအမှုတော်ဆောင်တွေလည်းရှိတယ်တခြင်းဥဆောင်တဲ့သူတွေလည်းရှိတယ်ကျွန်တော်အသင်းတော်မှာဘယ်သူမှလာမချီးကျူးဘူးဆိုရင်လည်းဝမ်းမနေပါနဲ့ဘုရားကကျွန်တော်အမြဲတမ်းကြည့်ရှုနေတယ်ကျွန်တော်ဘုရားကအနိကဘုရားသခင်ရဲ့နှုတ်ကိုဝိညာဉ်နှုတ်နော်နှုတ်ကပတ်တော်နှုတ်ကိုအမြဲတမ်းဆုတယ်ဆိုမှကိုယ့်ဟာကိုယ်လည်းခွန်အားယူဖို့လိုအပ်တယ်အသင်းတော်မှာတယောက်နဲ့တယောက်နှုတ်မဆက်အားတဲ့သူတွေရှိတယ်ဒီနေ့လဲအကုန်လုံးကိုကျွန်တော်နှုတ်မဆက်အားဘူးပေါ့နော်ဒါမဲ့ဘုရားเจ้าမှာလာတဲ့သူရောက်စီတိုင်းပဲသူနဲ့နှုတ်ဆက်တာတဲ့ဆိုတော့ဝိညာဉ်တော်ဘုရားနဲ့အမြဲတမ်းနှုတ်ဆက်တာဖြစ်တယ်အာမင်ဝိညာဉ်တော်ဘုရားနဲ့ကျွန်တော်တို့နှုတ်ဆက်နေတာဖြစ်တယ်ဒီနေ့လူတယောက်ကိုတွေ့ဖို့ရန်အတွက်ဘုရားเจ้าလာတဲ့သူလည်းရှိကောင်းရှိနိုင်တယ်ဒါမဲ့တရားမှာတယောက်ဖြစ်မယ်ဘုရားသခင်နဲ့တွေ့ဖို့ရန်အတွက်လာတဲ့သူတွေကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးမိနစ်50ဖြစ်ပါတယ်နံပါတ်3သွားမယ်နံပါတ်5ထိရှိတယ်နံပါတ်3မှာအစဉ်ကိန်းဝတ်နေသောဘုရားဖြစ်တယ်ကျွန်တော်ယုံကြည်သူရဲ့တတ္တာထဲမှာနှလုံးသားထဲမှာအစဉ်ကိန်းဝတ်တယ်ခဏတစ်ဖြုတ်ကိန်းဝတ်တာမဟုတ်ဘူးနော်အစဉ်အမြဲသူကကိန်းဝတ်တဲ့ဘုရားသခင်ဖြစ်တယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေကျွန်တော်အထဲမှာဝိညာဉ်တော်ဘုရားကအမြဲတမ်းအစဉ်မြဲကိန်းဝတ်တယ်အာမင်အမြဲတမ်းနော်တကယ်ပဲဝန်တာဆရာကောင်းတယ်နော်အမှုတော်ဆောင်တဲ့သူတွေဆိုရင်လည်းကျွန်တော်တခါတည်း6ကတ်နိုင်တယ်ဒါပေမဲ့ဒူးပြန်ထောက်တယ်မြိတ်ချမ်းမဆူတောင်းတယ်ဆိုရင်တော့ဒီကဝိညာဉ်ကနှိုးဆက်ပေါ့နော်ပြန်ထလာပြီးမှသူကအလုတ်ပြန်လုတ်ခိုင်းတယ်နော်အားပြန်ပြီးတယ်ပေါ့နော်ကျွန်တော်ဖုံးပက်ထီကိုသွားရင်အားသွင်းဖို့လိုတယ်လို့ပေါ့နော်ကျွန်တော်ဝိညာဉ်ပိုင်းမှာအားနေတယ်ဆိုရင်ဘုရားကြောင့်တက်ဖို့လည်းလိုအပ်တယ်တချို့ကဘုရားကြောင့်တက်တာကအမျိုးမျိုးပြောတဲ့သူရှိတယ်ဧဝံဂေလိဆရာတချို့ကဘုရားကြောင့်တက်ဆရာမလို့တဲ့အဆင့်ထိလာသူတို့ဟောတတ်ကြတယ်တကယ်လို့ဆိုရင်ကျွန်တော်ဘုရားကြောင့်ကနေကြီးပြင်းလာတဲ့သူနဲ့ဘုရားကြောင့်အပြင်မှာကြီးပြင်းလာတဲ့သူကမတူပါဘူးနော်ကျွန်တော်ဒီဘုရားကြောင့်ကိုကျွန်တော်လာတယ်ဆိုတာဝိညာဉ်တော်ကကျွန်တော်ကိုအထဲမှာကိန်းဝတ်တာမဟုတ်ဘူးကိန်းဝတ်ပါတယ်ဒါပေမဲ့အလုတ်ဖို့လည်းလိုအပ်တယ်ပေါ့နော်ဝိညာဉ်တော်ဘုရားအလုတ်တဲ့ပုံစံပါတယ်ဆိုတော့ဆရာမုံတရားဟောခြင်းအဖြစ်တော်ကောင်ဆရာမဲ့တရားဟောခြင်းအဖြစ်တော်ကောင် Sunday School အဖြစ်တော်ကောင်ကျွန်တော်ကိုပြန်လည်ပြီးမှနှိုးဆော်တာတွေရှိတယ်အထဲမှာတော့ကိန်းဝတ်နေတာပဲဒါပေမဲ့ကျွန်တော်ဖြစ်စီမှုအမျိုးမျိုးကြောင့်ဝိညာဉ်တော်ဘုရားအလုတ်မလုပ်တဲ့ချိန်လို့ကျွန်တော်ခံစားတဲ့ချိန်များရှိတယ်အဲမှာကျွန်တော်ဘုရားကျောင်းမှာလာခြင်းအဖြစ်ဝိညာဉ်တော်ကိုပြန်လည်ပြီးမှကျွန်တော်ကစကားပြောနိုင်တဲ့အခြေအနေကျွန်တော်ပြန်ရောက်လာနိုင်တာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဆိုတော့အထဲမှာကိန်းဝတ်တဲ့အတွက်ကြောင့်ကျွန်တော်အပြစ်တွေလုပ်လို့ရလားမရတော့ဘူးကြိုက်တယ်လို့နေလို့မရတော့ဘူးဝိညာဉ်တော်အထဲမှာရှိပြီဆိုတော့ကြိုက်တယ်လို့နေလို့မရဘူးသူကပဲကျွန်တော်ထိန်ချုပ်တယ်ဆိုတော့ကိုကမကောင်းတဲ့အရာလုပ်မယ်ဆိုရင်လည်းတစ်ဆိုမှသူကပြောတယ်ဟေးနင့်အထဲမှာငါရှိတယ်နော်ဆိုတော့လမ်းပြန်ချိုးတာပေါ့နော်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတာနဲ့တပြိုင်နက်ကျွန်တော်ဟာဝိညာဉ်ပိုင်းမှာ baptism နှစ်ချင်းခံပြီးနှစ်ချင်းကိုတခါတည်းနဲ့ခံတာဖြစ်တယ်ဆိုတဲ့အရာနော်ဝိညာဉ်တော်ရဲ့ baptism ပြီးချင်းဆိုတာပါလေခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ကျွန်တော်လက်ခံတာနဲ့တပြိုင်နက်ကျွန်တော်ဝိညာဉ်တော်မှာကျွန်တော် baptism ကိုကျွန်တော်လက်ခံရရှိတာဖြစ်တယ်ဆရာမုံကပြီးတဲ့ baptism ကျတော့ယောဟန်ရဲ့ baptism ဖြစ်တယ်ဒါပေမဲ့ဝိညာဉ်တော်ကပြီးတဲ့အရာကျတော့သူကဝိညာဉ်ပိုင်းဆိုင်ရာဖြစ်သွားတာပေါ့နော်အဆင့်နှစ်ပေါ့နော်အဆင့်နှစ်ဖြစ်တယ်ဒီနှလုံးသားပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာမှာ baptism ပြီးတာဖြစ်တယ်နံပါတ်5အနေနဲ့တစိတ်ခတ်ခြင်း
ဝိညာဉ်တော်ကကျွန်တော်တို့တစိတ်ခတ်ပြီးတယ်ဆိုတာတွေ့ရတယ်နော်ကယ်တင်ခြင်းရရှိတဲ့သူတွေကိုတစိတ်ခတ်ပြီးတဲ့အတွက်ကြောင့်ငရဲမကြနိုင်တော့ဘူးဝိညာဉ်တော်ကကျွန်တော်တို့တစိတ်ခတ်ပြီးတယ်ငရဲလုံးဝမကြနိုင်ဘူးကယ်တင်ခြင်းပြောင်းနိုင်တယ်ဆိုမှဟောတဲ့သူတွေရှိတယ်တကယ်တမ်းဆိုရင်ဘုရားသခင်ကကျွန်တော်တို့နှလုံးသားထဲမှာတစိတ်ခတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှလာပြီးမှလူလို့မရဘူးစာရန်လိုင်းတောင်မှကျွန်တော်ပြန်မောင်းထုတ်လို့ရတယ်တကူအကြီးကြီးဘုရားသခင်ပြီးထားတာဖြစ်တယ်ပေတကုတ်တင်နေ့ဆိုပါတယ်ဆိုတော့ရှင်ပြန်ထမြောက်သောနေ့ကနေစပြီးအဲ့ဒီကနေကျွန်တော်ရက်ကိုရည်ကြည့်တဲ့ခါကျရင်ရက်ပေါင်း90မြောက်ပေါ့နော်ရက်90မြောက်ကိုပင်တီကုတ်တင်နေ့လို့ခေါ်တယ်ဒီနေ့ပေါ့နော်ကျွန်တော်ဘုရားသခင်ရဲ့ဝိညာဉ်တော်ဘုရားကကျွန်တော်အတွက်အမြဲတမ်းကျွန်တော်နဲ့အတူရှိတယ်ဆိုမှဒီနေ့ဝိညာဉ်တော်ဘုရားကိုကျွန်တော်ကြိုဆိုတဲ့နေ့ဖြစ်တယ်အသင်းတော်တိုင်းကတော့ဒီနေ့ကိုမကျင်းပတဲ့အကြဘူးပေါ့နော်တချို့သောအသင်းတော်တွေကတော့ဒီနေ့ကိုတခြားနေ့လို့သူသတ်မှတ်တဲ့သူရှိတယ်ဒါပေမဲ့ကျွန်တော်အထူးသဖြင့် Pentecostal နဲ့ Evangelical တွေကြတော့ Pentecost နေ့ကိုတကယ်ပဲအလေးထားတဲ့အသင်းတော်တွေဖြစ်တယ်ဆိုတော့ဝိညာဉ်တော်ဘုရားကိုလက်ခံတဲ့အသင်းတော်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့မှာ Pentecost နေ့ကိုကျွန်တော်ကျင်းပတာဖြစ်တယ်ဆိုတော့ဝိညာဉ်တော်ဘုရားမှာရှိဖို့ဆိုရင်ကျွန်တော်အလိုလိုလို့မရဘူးအမှုတော်ဆောင်လို့လည်းမရဘူးဝိညာဉ်တော်ဘုရားအတူမပါရှိဘူးဆိုရင်တယောက်မှမပြောင်းလဲနိုင်ဘူးတသနာဘယ်လောက်ပဲပြုတ်တယောက်မှပြောင်းလဲမှာမဟုတ်ဘူးဝိညာဉ်တော်ဘုရားမရှိဘူးဆိုရင်ကျွန်တော်အသင်းတော်မှာလည်းအမှုတော်ဆောင်တွေတယောက်မှထွက်လာမှာမဟုတ်ဘူးအဲဒါကြောင့်ဒီနေ့ဝိညာဉ်တော်ဘုရားရဲ့လမ်းပြခြင်းဟာကျွန်တော်အမြဲတမ်းလိုအပ်တယ်ဆိုတဲ့အရာနဲ့ကျွန်တော်နေခုံးချုပ်ခြင်းပါတယ်အရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေ